求人、အလောက်ခေါ်ယူခြင်း 求人、အလောက်ခေါ်ယူခြင်း 求人広告、အလောက်ကင်ကြော်ညာ 求人広告、အလောက်ကင်ကြော်ညာ 求人のサイトをチェックする、 အလောက်ရှာဖွေရန် website ကိုစစ်ဆေးခဲ့တယ် 求人のサイトをチェックする、 အလောက်ရှာဖွေရန် website ကိုစစ်ဆေးခဲ့တယ် 死亡、 မျော်လင့်ချက်ဆန္ဒ 死亡、 မျော်လင့်ချက်ဆန္ဒ 死亡校、 ဆန္ဒရှိသောကြောင့်ရည်ရွယ်ထားတဲ့ကြောင်း 死亡校、 ဆန္ဒရှိသောကြောင့်ရည်ရွယ်ထားတဲ့ကြောင်း 第一志望、 ပထမဦးစားပေးရွေးချယ်မှုအလိုချင်ဆုံးကြောင်း 第一志望、 ပထမဦးစားပေးရွေးချယ်မှုအလိုချင်ဆုံးကြောင်း A 社の営業を志望している。 A ကုမ္ပဏီကစီးပွားရေးကိုမျှော်မှန်းထားတယ် A 社の営業を志望している。 A ကုမ္ပဏီရဲ့စီးပွားရေးကိုမျှော်မှန်းထားတယ် エントリーする。 ရှောက်ထားသည် エントリーする。 ရှောက်ထားသည် エントリーシート。 ရှောင်းလာစာရွက် エントリーシート。 ရှောင်းလာစာရွက် いくつかの企業にエントリーした。 ညာစသောကုမ္ပဏီတွေမှာရှောက်ထားခဲ့တယ် いくつかの企業にエントリーした。 ညာစသောကုမ္ပဏီတွေမှာရှောက်ထားခဲ့တယ် 携わる。 ပါဝင်လှုပ်ဆောင်သည် 携わる。 ပါဝင်လှုပ်ဆောင်သည် 霊福祉の仕事に携わりたい。 လူမှုဖူလုံရေးလုံးမှာပါဝင်လှုပ်ကန်ခြင်းနဲ့ 霊福祉の仕事に携わりたい。 လူမှုဖူလုံရေးလုံးမှာပါဝင်လှုပ်ကန်ခြင်းနဲ့ 生かす。 အသုံးချနိုင်သည့်အသက်ရှင်စေသည် 生かす。 အသုံးချနိုင်သည့်အသက်ရှင်စေသည် 専門が活かせる仕事をしたい。 ဇန်ရည်ကျန်းကျင်မှုကိုအသုံးချနိုင်တဲ့အလုပ်လုပ်ရှင်နဲ့ 専門が活かせる仕事をしたい。 ဇန်ရည်ကျန်းကျင်မှုကိုအသုံးချနိုင်တဲ့အလုပ်လုပ်ရှင်နဲ့ 記者、 သင်္ကုံမနီ 記者、 သင်္ကုံမနီ 御社、 သင်္ကုံမနီ 御社、 သင်္ကုံမနီ 弊社、 နော်တို့ကုမ္ပဏီ 弊社。 နော်တို့ကုမ္ပဏီ ぜひ、記者で働かせていただきたいです。 ဆက်ဆက်သင်တို့ကုမ္ပဏီမှာအလုပ်လုပ်ခွင့်ပေးစေလိုပါတယ် ぜひ、記者で働かせていただきたいです。 ဆက်ဆက်သင်တို့ကုမ္ပဏီမှာအလုပ်လုပ်ခွင့်ပေးစေလိုပါတယ် 音中、 တစ်ဖက်ကုမ္ပဏီကိုစာပို့တဲ့အခါကုမ္ပဏီနောက်မှာထည့်ရတဲ့ယဉ်ကျေးတဲ့အသုံးနှုန်း 音中、 တစ်ဖက်ကုမ္ပဏီကိုစာပို့တဲ့အခါကုမ္ပဏီနောက်မှာထည့်ရတဲ့ယဉ်ကျေးတဲ့အသုံးနှုန်း 会社への手紙には会社名の後に、音中と書く。 ကုမ္ပဏီတို့စာပို့တဲ့အခါကုမ္ပဏီနာမည်နောက်မှာ on to လို့ရေးရပါတယ် 会社への手紙には会社名の後に、音中と書く。 ကုမ္ပဏီတို့စာပို့တဲ့အခါကုမ္ပဏီနာမည်နောက်မှာ on to လို့ရေးရပါတယ် 動機、 အကြောင်းရင်းရည်ရွယ်ချက် 動機、 အကြောင်းရင်းရည်ရွယ်ချက် 死亡動機、 အလုပ်ချောင်းရည်ရွယ်ချက်ရည်မှန်းထားတဲ့အကြောင်းရင်း 死亡動機。 အလုပ်ချောင်းရည်ရွယ်ချက်ရည်မှန်းထားတဲ့အကြောင်းရင်း 面接で死亡の動機をうまく伝える。 အင်တာဗျူးမှာအလုပ်လုပ်ခြင်းတဲ့အကြောင်းရင်းကိုကောင်းကောင်းပြောပြမယ် 面接で死亡の動機をうまく伝える。 အင်တာဗျူးမှာအလုပ်လုပ်ခြင်းတဲ့အကြောင်းရင်းကိုကောင်းကောင်းပြောပြမယ် 熱意、 စိတ်အားထက်သန်မှု 熱意。 စိတ်အားထက်သန်မှု 面接では入社したいという熱意を見せた。 အင်တာဗျူးမှာကျွန်တော်အလုပ်ဝင်ခြင်းတဲ့အပေါ်စိတ်အားထက်သန်မှုကိုဖော်ပြခဲ့တယ် 面接では入社したいという熱意を見せた。 အင်တာဗျူးမှာကျွန်တော်အလုပ်ဝင်ခြင်းတဲ့အပေါ်စိတ်အားထက်သန်မှုကိုဖော်ပြခဲ့တယ် 学歴、 ပညာရေးနောက်ခံ 学歴、 ပညာရေးနောက်ခံ 高学歴、 ထပ်တန်းပညာရေးနောက်ခံ 高学歴。 အထက်တန်းပညာရေးနောက်ခံ 履歴書に学歴や資格を書く。 ဝေးရဆိုရင်တွင်ကျောင်းတက်ခဲ့တဲ့ပညာရေးနောက်ခံတဲ့ရေးချင်းတွေကိုရေးပါ 履歴書に学歴や資格を書く。 ဝေးရဆိုရင်တွင်ကျောင်းတက်ခဲ့တဲ့ပညာရေးနောက်ခံတဲ့ရေးချင်းတွေကိုရေးပါ 不問、 မဖော်ပြခြင်းမလိုအပ်ခြင်း 不問、 မဖော်ပြခြင်းမလိုအပ်ခြင်း 問わない、 ကိစ္စမရှိဘူး 問わない。 ကိစ္စမရှိဘူး 学歴不問、 ပညာရေးချင်းကိစ္စမရှိဘူးမလိုအပ်ဘူး 学歴不問。ပညာရေးချင်းကိစ္စမရှိဘူးမလိုအပ်ဘူး 性別不問、 စားမကိစ္စမရှိဘူး 性別不問。စားမကိစ္စမရှိဘူး 年齢有問、 အသက်အရွယ်ကိစ္စမရှိဘူး
年齢有問。အသက်အရွယ်ကိစ္စမရှိဘူး 求人広告に経験不問と書いてある。 အလောက်ကြောင့်ညာတွင်အတွေ့အကြုံမလိုအပ်ကြောင်းရေးထားတယ် 求人広告に経験不問と書いてある。 အလောက်ကြောင့်ညာတွင်အတွေ့အကြုံမလိုအပ်ကြောင်းရေးထားတယ် 制限、 ပန်းသက်ချက် 制限、 ပန်းသက်ချက် 速度制限、 မြန်နှုန်းကန့်သက်ချက် 速度制限、 အမြန်နှုန်းကန့်သက်ချက် 人数制限、 လူဦးရေကန့်သက်ချက် 人数制限。 လူဦးရေကန့်သက်ချက် 求人広告に年齢の制限は書いていない。 အလောက်ကြောင့်ညာစာမှာအသက်အရွယ်ကန့်သက်ချက်မရေးထားဘူး 求人広告に年齢の制限は書いていない。 အလောက်ကြောင့်ညာစာမှာအသက်အရွယ်ကန့်သက်ချက်မရေးထားဘူး 特技、 ကျွမ်းကျင်မှုအထူးအရေးချင်း 特技。 ကျွမ်းကျင်မှုအထူးအရေးချင်း 私の趣味、特技は、テニスと料理です。 ကျွန်တော်ရဲ့ဝါသနာနဲ့ကျွမ်းကျင်တာကတော့တင်းနစ်ကစားခြင်းနဲ့ဟင်းချက်တာဖြစ်ပါတယ် 私の趣味、特技は、テニスと料理です。 ကျွန်တော်ရဲ့ဝါသနာနဲ့ကျွမ်းကျင်မှုကတော့တင်းနစ်ကစားခြင်းနဲ့ဟင်းချက်တာဖြစ်ပါတယ် 協調、 ညီညွတ်မှုပူးပေါင်းဆောင်ရွက်နိုင်မှု 協調、 ညီညွတ်မှုပူးပေါင်းဆောင်ရွက်နိုင်မှု 協調性、 ပူးပေါင်းဆောင်ရွက်နိုင်မှု 協調性。 ပူးပေါင်းဆောင်ရွက်နိုင်မှု 面接では、同僚と協調できるかをチェックされる。 အင်တာဗျူးမှာလောက်ဖောက်ကမဲ့မိတ်ဆွေတွေနဲ့ပူးပေါင်းဆောင်ရွက်နိုင်မလားစစ်ဆေးခံခဲ့ရတယ် 面接では、同僚と協調できるかをチェックされる。 အင်တာဗျူးမှာအလောက်ဖောက်ကမဲ့မိတ်ဆွေတွေနဲ့ပူးပေါင်းလောက်ခံနိုင်မလားကိုစစ်ဆေးခံခဲ့ရတယ် 肝心、 အရေးကြီးသောအဓိကကျသော 肝心。 အရေးကြီးသောအဓိကကျသော 日本の会社では協調性が肝心だ。 ဂျပန်ကုမ္ပဏီများတွင်ပူးပေါင်းဆောင်ရွက်နိုင်မှုကအရေးကြီးတယ် 日本の会社では協調性が肝心だ。 ဂျပန်ကုမ္ပဏီများတွင်ပူးပေါင်းဆောင်ရွက်နိုင်မှုကအရေးကြီးတယ် 精一杯、 အကောင်းဆုံးအားထုတ်ခြင်း 精一杯。 အကောင်းဆုံးအားထုတ်ခြင်း 志望の会社に採用されたら、いっぱい頑張りたい。 ရှီမန်ထားတဲ့ကုမ္ပဏီမှာရှောက်ထားပြီးအလောက်ခံရပါကအကောင်းဆုံးကြိုးစားအားထုတ်မယ် 志望の会社に採用されたら、いっぱい頑張りたい。 ရှီမန်ထားတဲ့ကုမ္ပဏီမှာရှောက်ထားပြီးအလောက်ခံရပါကအကောင်းဆုံးကြိုးစားအားထုတ်မယ် アピール、する、 တင်ပြပြောဆိုသည့်ယတနာခံသည် アピール、する、 တင်ပြပြောဆိုသည့်ယတနာခံသည် 自己アピール、 မိမိအကြောင်းကိုယုံကြည်မှုရှိရှိတင်ပြပြောဆိုသည် 自己アピール。 မိမိအကြောင်းကိုယုံကြည်မှုရှိရှိတင်ပြပြောဆိုသည် 面接で上手に自分をアピールできるか心配だ。 အင်တာဗျူးမှာကျဉ်းကျဉ်းနဲ့ကိုယ့်အကြောင်းကိုယုံကြည်မှုရှိရှိတင်ပြပြောဆိုနိုင်မှာမလားစိုးရိမ်နေတယ် 面接で上手に自分をアピールできるか心配だ。 အင်တာဗျူးမှာကျဉ်းကျဉ်းနဲ့ကိုယ့်အကြောင်းကိုယုံကြည်မှုရှိရှိတင်ပြပြောဆိုနိုင်မှာမလားစိုးရိမ်နေတယ် 対応、 တုံ့ပြန်ခြင်းကိုင်းညီမှု 対応。 တုံ့ပြန်ခြင်းကိုင်းညီမှု 面接の質問にしっかり対応できたと思う。 အင်တာဗျူးမိတ်ခွန်းများကိုကောင်းစွာဖြေဆိုနိုင်ခဲ့ရလို့ထင်ပါတယ် 面接の質問にしっかり対応できたと思う。 အင်တာဗျူးမိတ်ခွန်းများကိုကောင်းစွာဖြေဆိုနိုင်ခဲ့ရလို့ထင်ပါတယ် 合同、 ပူပေါင်းလှုပ်ဆောင်ခြင်း 合同、 ပူပေါင်းလှုပ်ဆောင်ခြင်း 合同発表、 ပူးတွဲကြေညာချက် 合同発表。 ပူးတွဲကြေညာချက် いろいろな企業の合同説明会に参加した。 အမျိုးမျိုးသောကုမ္ပဏီတွေရဲ့ပူးပေါင်းသောအဖွဲ့အစည်းမှာပါဝင်ခဲ့တယ် いろいろな企業の合同説明会に参加した。 အမျိုးမျိုးသောကုမ္ပဏီတွေရဲ့ပူးပေါင်းအစည်းအဝေးပွဲမှာပါဝင်ခဲ့တယ် 望ましい、 မျှော်လင့်သောလိုလားသော 望ましい。 မျှော်လင့်သောလိုလားသော この会社では語学のできる人が望ましいそうだ。 ဒီကုမ္ပဏီမှာဘာသာစကားပြောနိုင်သူကိုလိုချင်တဲ့ပုံပဲ この会社では語学のできる人が望ましいそうだ。 ဒီကုမ္ပဏီမှာဘာသာစကားပြောနိုင်တဲ့သူကိုလိုချင်တဲ့ပုံပဲ 好ましい、 စိုင်းနှစ်သက်သောနှစ်လုပ်ပွဲကောင်းသော 好ましい、 နှစ်သက်သောနှစ်လုပ်ပွဲကောင်းသော 好む、 စိုင်းနှစ်သက်သည် 好む。 စိုင်းနှစ်သက်သည် 面接には黒か紺のスーツが好ましい。 အင်တာဗျူးအတွက်နိုင်အောင်သို့မဟုတ်ပြန်နှဝတ်ဆောင်ကိုစိုင်းနှစ်သက်ကြတယ် 面接には黒か紺のスーツが好ましい。
အင်တာဗျူးအတွက်နိုင်အောင်သို့မဟုတ်ပြနဝစ်ဆောင်ကိုကြိုက်နှစ်သက်ကြတယ် 公平、 တရားမျှတမှု 公平、 တရားမျှတမှု 不公平、 မတရားမှု 不公平、 မတရားမှု 公正、 တရားမျှတမှု 公正。 တရားမျှတမှု この会社の採用は公平に決められる。 ဒီကုမ္ပဏီမှာအလောက်ခံမှုကိုတရားမျှတစွာဆုံးဖြတ်တယ် この会社の採用は公平に決められる。 ဒီကုမ္ပဏီမှာအလောက်ခံမှုကိုတရားမျှတစွာဆုံးဖြတ်တယ် せめて、 အနည်းဆုံးတော့ せめて、 အနည်းဆုံးတော့ せめて、一社だけでも内定が欲しい。 အနည်းဆုံးတော့ကုမ္ပဏီတစ်ခုမှာအလောက်ခံရတာလို့တင်တယ် せめて、一社だけでも内定が欲しい。 အနည်းဆုံးတော့ကုမ္ပဏီတစ်ခုမှာအလောက်ခံရတာလို့တင်တယ် 受け取る、 လက်ခံရယူသည် 受け取る。 လက်ခံရယူသည် 第一志望だった企業から通知を受け取った。 ပထမဦးစားပေးဖြစ်တဲ့ကုမ္ပဏီကနေအကြောင်းကြားစာလက်ခံရရှိခဲ့တယ် 第一志望だった企業から通知を受け取った。 ပထမဦးစားပေးဖြစ်တဲ့ကုမ္ပဏီကနေအကြောင်းကြားစာလက်ခံရရှိခဲ့တယ် 内定、 အလောက်အတည်ပြုခြင်း 内定。 အလောက်အတည်ပြုခြင်း 3つの会社から内定をもらった。 ကုမ္ပဏီ၃ခုမှာအလောက်အတည်ပြုစာလက်ခံရရှိခဲ့တယ် 3つの会社から内定をもらった。 ကုမ္ပဏီ၃ခုမှာအလောက်အတည်ပြုစာလက်ခံရရှိခဲ့တယ် 辞退する、 ပယ်ချခြင်းညှင်းပယ်ခြင်း 辞退する。 ပယ်ချခြင်းညှင်းပယ်ခြင်း 第一志望の会社以外はすぐに辞退した。 ပထမဦးစားပေးကုမ္ပဏီကလွှဲရင်ချက်ချင်းညှင်းပယ်ခဲ့တယ် 第一志望の会社以外はすぐに辞退した。 ပထမဦးစားပေးကုမ္ပဏီကလွှဲရင်ချက်ချင်းညှင်းပယ်ခဲ့တယ် 契約する、 စာချုပ်ချုပ်ဆိုသည် 契約する。 စာချုပ်ချုပ်ဆိုသည် 契約書、 စာချုပ် 契約書。 စာချုပ် 契約社員、 စာချုပ်ဝန်ထမ်း 契約社員。 စာချုပ်ဝန်ထမ်း 希望していた会社と契約できて嬉しい。 မျှော်လင့်ထားတဲ့ကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုနိုင်လို့ပြောတယ် 希望していた会社と契約できて嬉しい。 မျှော်လင့်ထားတဲ့ကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုနိုင်လို့ပြောတယ် 入社、 ကုမ္ပဏီတို့အလုပ်ဝင်ရောက်ခြင်း 入社。 ကုမ္ပဏီတို့အလုပ်ဝင်ရောက်ခြင်း 退社する、 အလုပ်ထွက်သည်ကုမ္ပဏီမှထွက်ခွာသည် 退社する。 အလုပ်ထွက်သည်ကုမ္ပဏီမှထွက်ခွာသည် 4月の入社がとても楽しみだ。 ၄လပိုင်းမှာကုမ္ပဏီမှာအလုပ်ဝင်ရောက်ဖို့ကိုအရန်မျှော်လင့်နေပြီ 4月の入社がとても楽しみだ。 ၄လပိုင်းမှာကုမ္ပဏီမှာအလုပ်ဝင်ရောက်ဖို့ကိုအရန်မျှော်လင့်နေပြီ 心得る、 သဘောပေါက်သည် 心得る。 သဘောပေါက်သည် 社会人と学生との違いを心得ておく。 တောင်သားနဲ့အလုံးလုံးနေသူတို့ရဲ့ကွာခြားချက်ကိုသဘောပေါက်ထားပါတယ် 社会人と学生との違いを心得ておく。 တောင်သားနဲ့အလုံးလုံးနေသူတို့ရဲ့ကွာခြားချက်ကိုသဘောပေါက်ထားပါတယ် 社会人、 ကိုပိုင်ရက်တည်နေသူအမိအခိုကင်းတဲ့သူ 社会人。 ကိုပိုင်ရက်တည်နေသူအမိအခိုကင်းတဲ့သူ 先輩から社会人としての心得を教わる。 ဂျီနီယာထံကလုပ်ငန်းခွင်မှာအလုံးလုံးနေသူတယောက်အနေနဲ့သိထားတဲ့ဗဟုသုတတွေကိုသင်ယူတယ် 先輩から社会人としての心得を教わる。 ဂျီနီယာထံမှာလုပ်ငန်းခွင်မှာအလုံးလုံးနေတဲ့သူတယောက်အနေနဲ့သိထားတဲ့ဗဟုသုတတွေကိုသင်ယူတယ် 自覚、 ကိုယ်တိုင်သိခြင်းကိုယ်တိုင်သတိထားမှု 自覚。 ကိုယ်တိုင်သိခြင်းကိုယ်တိုင်သတိထားမှု 各症状、 ကိုယ်တိုင်သိနိုင်သောလက္ခဏာများ 各症状。 ကိုယ်တိုင်သိနိုင်သောလက္ခဏာများ 就職後は社会人としての自覚を持とう。 အလုံးဝင်ပြီးနောက်အလုံးလုံးနေတဲ့သူတယောက်အနေနဲ့ကိုယ်တာဝန်ကိုသိထားကြရအောင် 就職後は社会人としての自覚を持とう。 အလုံးဝင်ပြီးနောက်အလုံးလုံးနေတဲ့သူတယောက်အနေနဲ့ကိုယ်တာဝန်ကိုသိထားကြရအောင် いよいよ、 နောက်ဆုံးတော့မကြခင်အတော်အတွင်းမှာ いよいよ、 နောက်ဆုံးတော့မကြခင်အတော်အတွင်းမှာ いよいよ、春から社会人だ。 နောက်ဆုံးတော့ຫນွေဦးမှစပြီးအလုံးလုံးတဲ့သူတယောက်ဖြစ်သွားပြီ いよいよ、春から社会人だ。 နောက်ဆုံးတော့ຫນွေဦးမှစပြီးအလုံးလုံးတဲ့သူတယောက်ဖြစ်သွားပြီ